ကြော်စားလဲအိမ်ရောက်ချိန်ညစာစားနေတော့မှပဲမိုးတွေကတဲကြီးမဲကြီးရွာလာတယ်။မိုးရွာနေတာကိုကြည့်ပြီးတော့ကိုကြော်စားတယောက်နောက်တနေ့မနက်အလုပ်မသွားနိုင်တော့မှကိုစိုးရိမ်နေမိတယ်။တညလုံးမိုးရွာထားရင်တတော်လုံးလဲမိုးရီဆိုတာနဲ့တစ်ကိုင်းကြောက်တွေမရမှာကိုကြော်စားတွေးပူနေတယ်။တစ်ချိန်တည်းမှာပဲနောက်တနေ့တစ်မခုံနိုင်ရင်စားစရာမရှိမှတွေးမိနေတာကြောင့်အရင်တုန်းကစုမိစောင်းမိမလုပ်ခဲ့တာတွေကိုလည်းနောင်နာတွေရနေမိတယ်။ဂရိမောင်အိမ်မဲလို့တော့လေခေါမိုးကမိုးယိုနေတာကြောင့်ကိုကြော်စားခမရကောင်းကောင်းမအိမ်နိုင်မဲနေရာရွှေ့နေရပြန်သေးတယ်။ဒါပေမဲ့ကံကောင်းခြင်းတော့နောက်တနေ့မနက်မိုးစစင်လင်းချိန်မှာကောင်းငင်တစ်ခွင်လုံးကကြည်လင်တက်ရှဲနေပြီးတော့မိုးရိပ်ကင်းစင်နေတယ်။ဒီအတွက်ကိုကြော်စားလဲအာရဝမ်းသားဖြစ်ပြီးတော့လက်ဆွဲတော်တစ်ခုတ်ပစိန်ကိုယူပြီးတော့တောရင်းကိုထွက်လာလိုက်ပါတယ်။တောရင်းကိုရောက်လို့အချိန်အတော်ကြာထိလှည့်ပတ်ကြည့်ရှုပေမဲ့ခုတ်လို့ကောင်းမဲ့တစ်ပင်တွေကိုကိုကြော်စားတယောက်မတွေ့မိပါဘူး။တစ်ပင်ရှိုင်းနဲ့ကိုကြော်စားလဲတမနက်ခင်းလုံးကုန်သွားချိန်မှာလူကဖတ်မောနေပြီ။အဲ့ဒါနဲ့ကိုကြော်စားလဲကင်ထားတဲ့ပစိန်ကိုပြစ်ချလိုက်ရင်အမလီမောလိုက်တာတစ်ခုတ်လို့မမောရအောင်တစ်ပင်ရှိုင်းအောင်နေမောနေရတယ်လို့ညာတော့ကမိုးကအတော်ကောင်းတာဟိအခုမနေ့ကတစ်ကိုင်းနေရလဲစိတ်ဆိုးလို့ဘဲနေလို့ရပါဒီလိုအချိန်ဖြုံးနေုံနေတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးတပင်မဟုတ်တပင်တွေ့မှာပါတော်ရဲဆက်ရှာကြည့်ရမယ်ဒီလိုပြောပြီးတော့ကိုကျော်စွာကတော်ရဲကိုဆက်ထွက်လာခဲ့ပေမဲ့မြင်မွန်းတဲ့ချိန်အထိခုတ်လို့ကောင်းမဲ့တပင်ကိုတပင်မှမတွေ့ရသေးပါဘူးအဲဒီနောက်ကိုကျော်စွာကအကြက်တစ်ခုကိုယူတရရသွားပြီးတိပြီမြေဘေးမှာတော့ခုတ်ရမယ်အဲဒီဘက်ကဝေးတော့တော်ရုံနဲ့မရောက်ဖြစ်ဘူးအခုတော်ရဲမှာလည်းတစ်ပင်ရှာတာမတွေ့ဘူးအဲ့တော့မတွေ့မဲ့တူတူမြေဘေးကိုသွားကြည့်ရတော့မယ်ဒီလိုနဲ့တစ်ခုတ်သမားကိုကြော်စွာလဲပစိန်ကိုပခုံးမှတင်ရင်မြစ်ရှိရာစီကိုထွက်လာတယ်မြေဘေးကိုရောက်လာအချိန်မှာထဲတဲ့အတိုင်းပဲခုတ်လို့ကောင်းမဲ့တစ်ပင်တွေကိုမျက်စိတစုံမြင်တွေ့လိုက်ရတယ်အဲ့ဒါကြောင့်ကိုကြော်စွာလဲဝမ်းသာအားရနဲ့ပွားတာပဲဟိ